ဒီနေ့ဗီဒီယိုမှာတော့ဗောနော်ဒီ public health အလုပ်တွေကိုတခြားနိုင်ငံမှာဘယ်လိုရှာမလဲဆိုတဲ့အထက်ကနေပေါ့နော်အခုဒီနေ့ကတော့ UK မှာ public health အလုပ်ကိုဘယ်လိုရှာမလဲဆိုတာကိုပြောပြပေးမှာဖြစ်တယ်ဗောနော်ဆိုတော့အဲ့တော့ UK ဆိုတော့ဘယ်မှာအလုပ်လုပ်မလဲအဲ့တော့ UK ဆိုတော့ UK ရဲ့ system တွေမှာရှိUK ရဲ့ system ပေါ့နော်ဒီနာမည်ကြီးတဲ့ NHS ပေါ့NHS မှာ public health အလုပ်ကိုဘယ်လိုရှာမလဲဆိုလို့ရှိရင်ဒီapplications လို့ခေါ်မှာ website ပေါ့နော်ဒီ website မှာရှာလို့ရတယ်အဲ့ဒါကပါလဲဆိုတော့ track ပေါ့နော်အဲ့တော့ဒီ logo လေးနဲ့ TRAC track.job ပေါ့နော်အဲ့တော့ UK ရဲ့ track ကို track ရဲ့ website မှာဒီ public health အလုပ်တွေလည်းရှာလို့ရတယ်ပေါ့နော်အဲ့တော့ဒီ website ကိုရှာလိုက်မယ်ရှာလိုက်ပြီးလို့ရှိရင်ဒီ account မရှိသေးဘူးဆိုရင် account ဖွင့်လိုက်မယ်ပေါ့နော် account ဖွင့်ပြီးတော့မှဒီ confirmation email တွေရလို့ရှိရင်ဒီ website ထဲကိုဝင်လို့ရပြီပေါ့နော်ဆိုတော့ okay account ဖွင့်ပြီးတော့မှဒီထဲကိုlogin ဝင်လိုက်တဲ့အခါမှာဒီလိုမျိုးpage ကိုတွေ့ရမှာဖြစ်တယ်အဲ့တော့သူကတော့ categories တွေခွဲထားတယ်ဒီမှာဆို nursing health science support service administrative medical and dental emergency alliance health professional personal social service director ပေါ့နော်ဆိုတော့ခါကျ okay clinic ကလူတွေကတော့ဒီဟာနဲ့ကိုသွားကြတာများမယ်ပေါ့နော်အဲ့တော့ Alliance Health Professional ဆိုတဲ့ဟာကိုpublic health ကိုရှာချင်တယ်ဆိုရင်ဒီ Alliance Health Professions ကိုနှိပ်ကြည့်လိုက်။ Okay နှိပ်ကြည့်လိုက်လို့ရှိရင်ဒီမှာ job search Alliance Health Professionals တဲ့ဒီ search box ကြာလာမယ်ဆိုတော့ okay keyword ကပါလဲဆိုလို့ရှိရင် public health နောက်တစ်ခါကျ any occupations မှာလည်းpublic health ကိုပါရင် public health ရွေးမယ်ပေါ့နော်public health improvements တကယ်လို့ကိုကpublic health ထဲမှာတခြားသော specialties တွေရထားတယ်ဆိုရင်ဒီမှာ sexual health ပါတယ်တချို့က reproductive health နဲ့ကြောင်းပေးထားတဲ့သူတွေဆိုရင်ဒီထဲကိုရှာလို့ရတယ်နောက်ကじゃ social science နဲ့ပေးထားတဲ့သူတွေဆိုရင် social work ဆိုပြီးမှဒီလိုရှာလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ specialty ပေါ်မှာမူတည်ပြီးတော့မှရှာလို့ရနိုင်တယ်ပေါ့နော် Okay အဲ့တော့ public health ကိုပို့ပါမယ် public health အဲ့တော့ဒီမှာ any break ဆိုတဲ့နေရာမှာကိုယ့်ရဲ့experience ကိုလုပ်ချင်တဲ့ဟာကသူတို့ရဲ့ bands ဒီမှာပေါ့နော်သူ categorize လုပ်ထားတယ်ဒီသူတို့ရဲ့ band 1 to 9ရှိတယ်နောက်တစ်ခါကျ salary range တွေရှိတယ်အဲ့ဒါတွေကဒီမှာလဲ local government ရဲ့သူရဲ့ categories တွေခွဲထားတယ်ဆိုတော့အဲ့ဒါတွေကကိုကနားမလည်တဲ့အခါကျတော့ဒီလိုတစ်ခုကို select လုပ်လိုက်လို့ရှိရင်အလုပ်ရှာတဲ့အခါမှာ limit ဖြစ်သွားပြီးတော့မှအကုန်လုံးမကြလာတာဖြစ်တဲ့အတွက်ဘာမှမထည့်ဘဲနဲ့ search လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဘာမှမထည့်ဘူး where you would like to work ဆို okay UK ကလွှဲပြီးတော့မှUK မှာအလုပ်ရှာတာဖြစ်တဲ့အတွက် UK အဲ့တော့ any locations any organization ဘာမှမထည့်ဘဲနဲ့ရှိသမျှအလုပ်တွေကြာလာအောင်ဒီတိုင်း search လုပ်ကြည့်လိုက်မယ် okay အဲ့တော့ public health အလုပ်တွေကြာလာပြီဆိုတော့ဒီမှာဆိုရင် consultant in public health နောက်တစ်ခါကျတော့ senior health promoting senior health protections practitioner မှာဆိုရင် children health promoter advisors မှာဆိုရင်ဒါကကျတော့ public health မဟုတ်ဘူး paramedics ဒါက scientists okay ဒီမှာ epidemiology အဲ့တော့ epidemiology specific specialty နဲ့ပြီးထားတဲ့သူတွေဆိုရင် epidemiology ရှောက်လို့ရမယ်ဒါကတော့ social work နဲ့ဆိုင်တယ် social community work တွေနဲ့ဆိုင်တယ်ဒါမျိုးတွေကိုလုပ်ဖူးတဲ့လူတွေ welfare ဒီ NGO တွေမှာ welfare ကိစ္စတွေလုပ်ဖူးတဲ့လူတွေဆိုရင်ဒါတွေရှောက်လို့ရနိုင်တယ်ပေါ့နော်ဒါကတော့ child developments ဒါကကြတော့ social science နဲ့ပေးထားတဲ့သူတွေဆိုရင်ဒီမှာ senior specialist biomedical science scientist ဒါတွေရှောက်လို့ရနိုင်တယ်ဒါတော့ senior clinical advisor ဆိုတော့ဒါတော့ clinical လူတွေနဲ့ပို့ဆိုင်တယ်ဒါလည်း clinical အဲ့တော့ဒီမှာတွေဆိုရင်ဒါက pediatrics ဒါက associated director အဲ့တော့ screening and immunizations lead ဆိုတော့ဒါဒီ public health လုပ်ဖြစ်တယ်ပေါ့နော်ဒါ clinical pharmacist အဲ့တော့ဒါက tobacco dependency treatment advisor ဆိုတော့ဒါလည်း public health နဲ့ဆိုင်တယ်ဒါလည်း public health နဲ့ဆိုင်တယ်အတူတူပဲဖြစ်မယ်ထင်တယ်ဟုတ်တယ်ဒီနှစ်ခုအတူတူပဲ clinical navigator ဆိုတာတော့မဆိုင်ဘူးအဲ့တော့ tobacco dependency assistant advisor ဆိုတာဒါ
ဒါလည်းဆိုင်တယ်အဲ့တော့အလုပ်တွေကတော့အရင်ပေါ်ပေါ်များများမရှိဘူးဒါပေမဲ့ तू ကနေ့တိုင်း update လုပ်ပြီးတော့မှတင်နေတာဖြစ်တဲ့အတွက်ကိုကအလုပ်ရချင်တယ်ဆိုရင်တော့နေ့တိုင်းနေ့ search လုပ်မယ်ဆိုရင်တော့ရနိုင်တယ်ပေါ့နော်ဆိုတော့ okay ဒီထဲကဒါမနေ့ကရှာကြည့်ထားတဲ့အခါမှာဒီဟာကမနေ့ကblank page က blank ဖြစ်နေတာဖြစ်တဲ့အတွက်ဒီဟာလေးတစ်ခုရှာကြည့်လိုက် senior health protections practitioner ကို search လုပ်ကြည့်လိုက် okay ဒါဆိုရင်ဒီ day job descriptions တွေ job ဟိုဟာ overview တွေပါလာဆိုတော့job overview အဲ့တော့နိုင်ငံခြားမှာအလုပ်ရှာခြင်းနဲ့အလုပ်ရခြင်းနဲ့ဆိုရင်ကိုကဘာတွေဖြည့်ထားဖို့လုပ်မလဲဆိုတဲ့ဟာကိုလည်းတခါတည်းလေ့လာလို့ရအောင်analyze လုပ်ပေးသွားမယ်ပေါ့နော်အဲ့တော့ဒါလေးကြရဲ့လူတွေကဟိုအလုပ်ရချင်တယ်အလုပ်ရချင်တယ်အလုပ်မရဘူးအလုပ်မရလို့စိတ်တက်ကြတယ်အာဒီလိုမျိုးတွေပြောတယ်အဲ့တော့အလုပ်တစ်ခုရဖို့ရအတွက်လုံလောက်တဲ့ဟိုစူးစမ်းအားထုတ်မှုကြတော့မလုပ်ဘူးအဲ့တော့လုံလောက်တဲ့စူးစမ်းအားထုတ်မှုမလုပ်ဘဲနဲ့အလုပ်ရချင်တယ်အဲ့တော့ကိုကအခုအလုပ်ရှာတဲ့အခါမှာကိုကိုနေတဲ့နိုင်ငံကဘယ်နိုင်ငံကနေကိုကဘယ်နိုင်ငံကိုအလုပ်ရှာတာလဲဆိုတာလေးလည်းတစ်ချက်စဉ်းစားဖို့လိုတယ်အဲ့တော့ကိုကမြန်မာပြည်ကနေပြီးတော့မှ practice လုပ်လာတယ်မြန်မာပြည်မှာဒီနေရင်းကနေပြီးတော့မှတခြားပိုမြင့်တဲ့နိုင်ငံတွေသွားတဲ့အခါမှာကိုယ့်ရဲ့ skills တွေကို upgrade မလုပ်ဘဲနဲ့သွားလို့မရနိုင်အဲ့တော့ဒါလေးကျ public health လုပ်တွေမှာလည်းအတူတူပဲ project management လိုဟာမျိုးတောင်ကိုကတကယ် real concept နဲ့မသိနေဘူးအဲ့တော့အလုပ်ထဲမှာဒါလုပ်ဆိုတာလေးတွေကလုပ်ပြီးတော့မှကို project management လုပ်တတ်တယ်လို့ထင်နေတဲ့သူတွေအများကြီးရှိတယ်အဲ့တော့ project management ဆိုတာကဘယ်လောက်တောင်ကျွမ်းကျင်လဲဆိုလို့ရှိရင် interview မှာတချို့တော့ဒီဘယ်လိုပြောမလဲ interview question လေးနှစ်ခုလောက်မေးလိုက်တာ ਨੇ ဒီလူဒီ candidates ဒီ project management ကိုဘယ်လောက် level ဒီလောက်တက်တယ်မလောက်တက်ဘူးဆိုတာမေးလို့လည်းရတယ်မေးကြည့်လို့လည်းခမန်းပြီးတော့ခမန်းလေးလို့ရတယ်ပေါ့နော်သူရဲ့အဖြေပေါ်မှာမူတည်ပြီးတော့မှအဲ့တော့ကိုကဘယ်နေရာတွေမှာအားနည်းနေသေးတာလဲအဲ့တော့မြန်မာပြည်ကနေတခြားနိုင်ငံကိုကူးလို့မရဘူးလို့မဆိုလို့ဘူးเนาะအဲ့တော့ကူးတဲ့အခါမှာကူးတဲ့အခါမှာဒီ job planning လုပ်တဲ့ service ကို sorry job planning လုပ်တဲ့ process ကိုအချိန်တိုးခြင်းနဲ့ဆိုရင်ကိုယ့်ဘက်ကဒီ vacancy တွေကိုရှောက်ပြီးလို့ရှိရင်ဒီ vacancy မှာတော့ငါမလုပ်နိုင်တဲ့job scope ကနှစ်ခုပါတယ်ဆိုအဲ့နှစ်ခုကိုတစ်ခါလေးချရေးမယ်အဲ့ job scope ကိုနှစ်ခုကိုချရေးပြီးတော့မှ okay ဒီ job description ဆဲက10ချက်မှာတော့ငါ2ချက်မလုပ်တတ်ဘူး3ချက်မလုပ်တတ်ဘူးအဲ့2ချက်3ချက်ကိုအလုံးရှောင်နေတဲ့အချိန်မှာတခါလေးဖြည့်ဆည်းဖို့ပြင်ဆင်မယ်အဲ့တော့စာဖတ်ဖို့လိုတယ်ဆိုစာဖတ်မယ်ဒီဟာကိုအရင်လုပ်ခဲ့တဲ့အလုပ်နဲ့ဒီဟာနဲ့ကိုဆက်လုပ်မရဘူးဆိုလို့ရှိရင်ဒါကို brainstorming လုပ်ပြီးတော့မှကိုလုပ်တတ်တဲ့အထိပြောပြနိုင်ဖို့ကိုကလေ့ကျင့်မယ်ဆိုတော့အဲ့ဒါမျိုးတွေမလုပ်ဘူးနောက်တစ်ခါကျတော့ okay ဒီ interview for ဒီလိုမျိုးအလုပ်ရှာနေတဲ့ process မှာ data ပေါင်းကတော့ interview ဒီ English လိုလာမှာဖြစ်တဲ့အတွက် English ကို fluent ဖြစ်အောင်လုပ်ထားမယ်ဆိုရင်ကိုပြောချင်တဲ့စကားတွေကို fluently ပြောပြနိုင်တယ်ဆိုရင် interview ကလည်း smooth ဖြစ်မှာဆိုတော့အဲ့တော့ low အပ်တဲ့ skills တွေဖြည့်ထားမယ်လိုအပ်တဲ့ဥပမာ analysis လုပ်ရမယ်လို့သူက mention လုပ်ထားတယ်ဆိုရင် okay ကိုမ analysis လုပ်နိုင်တဲ့ဒီ tools တွေဘယ်နှခုကိုကလောက်တက်ပြီလဲအဲ့တော့တချို့က advanced excel လောက်တခုတက်တာနဲ့အဆင်ပြေလို့ထင်တယ်အဲ့တော့ advanced excel ဒီအမှန်တကယ်ကကြတော့ analysis အဆင့်ကိုဒီ research လိုဟာမျိုးအဆင့်ထိမှသွားပြီးတော့မှ analysis tools နဲ့လုပ်လို့မရနိုင်ဘူး limited very limited ဖြစ်တယ်ဆိုတော့ okay အခုခေတ်မှာသူများတွေလူတကာနီးနီးတက်နေပြီဖြစ်တဲ့R Studio လိုဟာမျိုး analysis tool လိုဟာမျိုးကိုကကြားတော့မကြားဘူးသေးဘူးဆိုရင်အလုပ်ရနိုင်ဖို့ခဲရင်တယ်ဆိုတော့အတွက် okay ဒီလို statistical tools တွေများသုံးနိုင်လေကိုအတွက်အလုပ်ဒီအလုပ်ရဖို့ chance များလေကိုကဒီ job scope တွေတော်တော်များများကို cover ဖြစ်လေအလုပ်ရနိုင်ခြေ chance များလေအဲ့တော့အလုပ်တစ်ခုပဲရှာနေပြီးတော့မှအလုပ်မရလို့စိတ်ညစ်တယ်ဆိုတဲ့ဟာတကယ် realistic လည်းမဟုတ်ဘူးတကယ်တမ်းကိုဒီစူးစမ်းအားထုတ်မှု100% effort လည်းမထုတ်နေသေးဘူးအဲ့လိုနည်းနဲ့စိတ်တက်ကြနေတယ်ဆိုရင်သိကြတယ်အလုပ်ရဖို့ဝေးနေတော့မှာပဲပေါ့နော်ဆိုတော့ realistic approach နဲ့ job planning ကိုလုပ်ကြပါလို့လည်း suggest လုပ်ချင်တယ်ပေါ့နော်
Okay ဆိုတော့ဒီဟာလေးကိုကြည့်ကြည့်အောင်ဒါကတော့ job overview overview ကလည်းအရေးကြီးတယ်ဒီ ဒီအလုပ်တစ်ခုကဘာလုပ်ခိုင်းတာလဲဆိုတဲ့ဟာကိုနားလည်ဖို့လိုတယ်အဲဒီမှာကျတော့ကျွန်မ CV တွေဒီ initial applications တွေကိုပြင်ပေးတဲ့အခါမှာလည်းဒီနောက်ဆုံးမှပါတယ် supporting information ပေါ့နော်အဲ့တော့အဲ့ supporting informations ကပါလဲဆိုလို့ရှိရင်ဘာတွေရေးခိုင်းတာလဲဆိုရင်ဒီ job descriptions ဒီ vacancy ထဲမှာပါတဲ့ person specifications ဆိုတာရှိတယ်ပေါ့နော်ခဏနေကြရင်ပြန်အဲ့ person specification မှာပါတဲ့ဒီ essential criteria နဲ့ desirable criteria ကိုနည်းဘယ်လိုမျိုး meet ဖြစ်တယ်ဆိုတဲ့ဟာကိုအရှိမမပြောရသေးရင်ပြောပြပါဆိုတဲ့တစ်ချောင်းပါမယ်နောက်တစ်ခုကကြတော့ reason for applying for this position အားကြောင့်မို့လို့အလုပ်လျှောက်တယ်ဆိုတဲ့ဟာမျိုးဒီoverview ကို base လုပ်ပြီးတော့မှဖြေရတာမျိုးလည်းဖြစ်နိုင်တယ်။ Okay နော်ဆိုတော့ကကြတော့မလုပ်ခိုင်းတာလေးပေါ့နော်ဒီမှာမလုပ်ခိုင်းတာလဲဆိုရင် we are seeking to appoint an enthusiastic and well motivated professionals now public health team in ဒီမှာပေါ့နော် working across the three counties of the ဒီသုံးခုပေါ့နော်ဒီသုံးခု areas သုံးခုမှာ public health team လုပ်နေတဲ့ public health team ကို join ရမှာဖြစ်တယ်ဆိုတော့တေချာတာကတော့multidisciplinary team approach တော့ပါလာပြီ you will be a senior practitioner and new strategic health protections team okay team နဲ့အလုပ်လုပ်ရမယ် within the wider public health team will work closely with the CTM health protection services okay health protection team မှာကိုက practitioner အနေနဲ့အလုပ်လုပ်ရမှာဖြစ်တယ်ဆိုတော့ health protections နဲ့ပတ်သက်လို့ကိုယ့်ရဲ့ background ကဘာရှိလဲဆိုတဲ့ဟာတွေကိုတစ်ချက်တွေးကြည့်လို့ရတယ်ပြီးရင်တကယ်လုပ်ရမယ့်ဟာပါတယ်main duty of the job ကthe new health protection service will work partnership with other agencies including respond to emergency and existing health protection threats as required to response အဓိက main point to response to emerging and existing health protection threats as required ရှိနေပြီးသား health threats တွေရဲ့နောက်လာနိုင်တဲ့နောက်ဒီ future မှာလာနိုင်တဲ့ upcoming infections တွေနဲ့ဒီ threats တွေကို strategic plan နဲ့ protections လုပ်ရအောင်အဲ့တော့ဒီ scope ဒီဘာကို base လုပ်နေပြီလဲဆိုရင် epidemiology ကို base လုပ်နေတယ်ဟုတ်ပြီနော်အဲ့ epidemiology ဒီ surveillance and disease protections တွေကိုအဓိကလုပ်တယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်မအမြဲတမ်းပြောတယ် epidemiologics ဒီလိုမျိုး master ရှိတယ်ဆိုရင်အဲ့လိုမျိုး master တွေဒီအလုပ်ကိုင်းပေါ်များတယ်ရှာလို့ပို့ဒါမှမဟုတ်ကိုကMBA ယူထားတယ်ကိုကတခြားသောဒီ healthcare management တွေယူထားတယ်အဲ့ထဲမှာ epidemiology ဒီ one of the credit ပေးတဲ့ subject တစ်ခုအနေနဲ့chapter တစ်ခုအနေနဲ့သင်ရတယ်ပေါ့နော် chapter တစ်ခု subject တစ်ခုအနေနဲ့သင်ရတယ်အဲ့လိုသင်ရတဲ့အခါမှာကိုယ့်ရဲ့ master က okay healthcare management ဒါပေမဲ့ epidemiology ပါတယ် epidemiology statistics research ဒါတွေပါတဲ့အခါမှာ epidemiology အပိုင်းကိုပိုင်းနိုင်တယ်ကျွမ်းကျင်တယ်အပြင်မှာလည်းတကယ် apply လုပ်နိုင်တယ်ဆိုရင်အလုံးရဖို့ chance များတယ် even ကိုယ့်ရဲ့ဒီ main ဟိုက healthcare management ဖြစ်နေအောင်တော့ epidemiology concept နဲ့ epidemiology experience ရှိတယ်ဆိုရင်အလုပ်ရတာပို့ပြီးတော့မှမြင်နိုင်တယ် okay เนาะဆိုတော့ကြည့်အောင်အဲ့တော့ main duties of the ကပါလဲဆိုရင် okay to respond to emerging and existing health protection threats as required အဲ့တော့ဘာလုပ်ရမှာလဲဆိုရင် pandemic planning okay pandemic planning ဆိုလို့ရှိရင်လူတော်တော်များများဒီ public health ကလူတော်တော်များများ covid ကိုအခုရင်ဆိုင်လိုက်ရတယ်အဲ့တော့အဲ့ဒီမှာကိုဘာလုပ်ခဲ့ဘူးလဲစသဖြင့်ပေါ့နော်အဲ့တော့တကယ် real experience ကို base လုပ်ပြီးတော့မှသူများနိုင်ငံက planning သွားတဲ့ပုံစံမျိုးကိုယ့်ရဲ့ experience နဲ့ match ဖြစ်အောင်လုပ်ကြည့်ပြီးလို့ရှိရင် okay experience ကရှိလားမရှိဘူးလားရှိတယ်ဆိုရင်တော့တကယ် pandemic ဒီဟိုပါပေါ့နော် outbreak response ရဲ့ strategies တွေအတိုင်းကိုယ်တွေလုပ်ခဲ့တာလားဖြစ်တယ်လို့လုပ်ခဲ့တာလားဘာမှနားမလည်ပဲနဲ့သူများခိုင်းတာလုပ်ခဲ့တာလား
ကိုယ်တိုင်လုပ်တက်လို့လုပ်ခဲ့တာလားဒါမျိုးကို analysis လုပ်ဖို့လို့မယ်သူများခိုင်းတာပဲလုပ်ခဲ့တယ်ဆိုရင် okay ငါက practitioner တယောက်အနေနဲ့ဆိုရင်ငါကိုယ်တိုင်လုပ်ရမယ်ဆိုရင်ဘာတွေလုပ်ရမှာလဲဆိုပြီးကို apply strategies တွေကိုကကို step by step ပြန်ဆွဲဖို့လုပ်မယ်အဲ့တော့အလုံးလျှောက်တဲ့အခါမှာအလုံးကြီးပဲရှောက်နေလို့မရဘူးဒီလိုမျိုး analysis လုပ်ပြီးတော့မှကို improvement မဖြစ်အောင်ပေါ့နော်မလုံးမချင်းအလုံးရနိုင်မှုခက်တယ်ဟုတ်ပြီနော်ဆိုတော့ okay အဲ့တော့job descriptions တွေကိုကြည့်ပြီးတဲ့အခါမှာကို improve ဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတာကနည်းလမ်းပြောပြတာဖြစ်တယ် okay pandemic plan တွေလုပ်နိုင်လားမလုပ်နိုင်ဘူးလားမလုပ်နိုင်ရင်တော့ဘယ်နှစ်လအတွင်းမှာလုပ်နိုင်အောင်လုပ်မလဲဘယ်လို experience တွေယူမလဲနောက်တစ်ခါကျ responding to infectious disease outbreak okay outbreak တွေဖြစ်လာပြီဥပမာ small sporadic outbreak လေးတွေရှိတတ်တယ်တချို့နေရာလေးမှာဆိုရင်DHF endemic မဟုတ်ဘဲနဲ့ sporadic တချို့နေရာလေးမှာဖြစ်တဲ့ဟာမျိုးပေါ့နော်ဥပမာfood poisonings လိုဟာမျိုးတွေအဲ့ဒါပေမဲ့ infectious လို့ပြောတာဖြစ်တဲ့အတွက်ဟုတ်တယ်အဲ့တော့တချို့နေရာမှာ GE outbreak လေးတွေနောက်တစ်ခါကျတချို့နေရာလေးမှာဟိုပါပေါ့နော် malaria outbreak လိုဟာမျိုးတွေစသဖြင့်ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင် responding to infectious disease outbreak ကိုဘယ်လိုမျိုးကို response လုပ်ဖို့တလဲနောက်တစ်ခါကျတော့ national elimination program for foodborne virus and tuberculosis okay tuberculosis တွေ foodborne virus တွေရဲ့national elimination program ဆိုတော့ national elimination program ဆိုတော့ဒါကတော့နည်းနည်းလေးမြင်တယ်ဒါပေမဲ့ကိုကဒီ national elimination program စီးထဲမှာကိုယ်တိုင်မပါဝင်ခဲ့ရတော့လေဒီ TV eliminations တွေ TV strategic plans တွေဒီအခုဆိုရင်ဒီဟိုပါပေါ့နော်ဒီ SDG ကိုထဲမှာ number 3ချင်တယ်အ TB ကအဲ့တော့ SDG eliminations ထဲမှာ number 3 plan ကိုဒီ UN ဒီ member states countries တွေတိုင်းကဒီဟာကို eliminate လုပ်ဖို့2030ထင်တယ်နော်2030မှာဒီ tuberculosis ကိုဘလောက်ဒီ incident တွေ short ချမယ်ဆိုရယ်ကိုincident ထိတော့မပါဘူး infectious disease ဖြစ်တဲ့ HIV malaria TB ကို short ချမယ်ဆိုတဲ့ဟာပေါ့နော် UAC နဲ့တွဲပြီး short ချမယ်ဆိုတဲ့ plan ရှိတယ်အဲ့ဒါမျိုးကိုဒီ UN member states country ဆိုင်က national strategic plans တွေနဲ့တွားနေတယ် national ဒီ tuberculosis strategic roadmap နဲ့တွားနေတယ်အဲ့ဒီနေမှာကိုယ်နိုင်ငံကဘယ်အဆင့်တွေရောက်ပြီးတော့မှဘယ်လိုလုပ်နေပြီဆိုတဲ့ဟာမျိုးကို knowledge အရာသိတယ်ဆိုရင် okay ဒီထဲကိုဝင်ပြီးတော့မှ response လုပ်လို့ရနိုင်တယ်ပေါ့နော်ဆိုတော့ကိုယ်နိုင်ငံရဲ့ healthcare system တွေမှာဘယ်ဟာတွေကိုတော့ဘယ်လို strategic plan နဲ့တွားနေလဲဆိုတဲ့ဟာမျိုးတွေသိတယ်ဆိုလို့ရှိရင်ဒါကအဲ့ထဲမှာဘယ်အပိုင်းလေးကိုတော့ကိုဝင်ပြီးပါလိုက်လို့ရတယ်ပါရင်လည်းလုံနိုင်တယ်ဆိုတဲ့ဟာမျိုးကိုရင်ပြင်ထားဖို့လုပ်မယ်ပေါ့နော်နောက်တစ်ခါကျတော့ screening of population most at risk from specific disease okay အဲ့တော့အပေါ်ကဟာနဲ့ဆက်ဆက်ပြီးပြောမယ်ဆိုရင် okay tuberculosis မှာ risk ပေါ့နော် risk ဖြစ်တဲ့ဒီလူတွေရှိတယ်ဥပမာ poor nutrition ဖြစ်တဲ့လူတွေpoor socio economic status နဲ့ရှိတဲ့လူတွေနောက်တော့ crowded poor socio economic ဆိုတော့ crowded area မှာနေတဲ့လူတွေဒီ gender ဆိုလို့ရှိရင်မေးကပို့ပြီးတော့ risk ဖြစ်တယ်သူကဘာလို့လဲဆိုတော့အလုပ်လုပ်ရတဲ့ environment ပေါ်မှာမူတည်တာတွေရှိတယ်နောက်တစ်ခါကျတော့ alcohol smoking တွေသူက association ဖြစ်တာဖြစ်တဲ့အတွက်သူက risk ပိုများတယ်နောက်တစ်ခါကျတော့ an awareness ပေါ့နော်အဲ့တော့ယောက်ျားလေးတွေဒီawareness ကအမျိုးသမီးတွေလောက်မကောင်းတာဖြစ်တဲ့အတွက်သူက risk ထဲမှာပါတယ်နောက်တစ်ခါကျ immune ကြတဲ့လူတွေပေါ့နော်အဲ့တော့ HIV ရှိတဲ့လူတွေ diabetes ရှိတဲ့လူတွေဆိုရင် risk ဖြစ်တယ်ဆိုတော့အဲ့ဒီ risk ဖြစ်တဲ့သူတွေကို identify လုပ်နိုင်ပြီးတော့မှ screening populations လုပ်နိုင်တယ်ဟာဖြစ်ရမယ်ပေါ့နော်အဲ့တော့ immunization and vaccination support အဲ့တော့ EPI လို့ဟာမျိုးတွေမှာဘယ်လိုမျိုးကိုပါဘူးလေနောက်တစ်ခါကျတော့ဘယ်လိုမျိုးအစိုးရဝန်ထမ်းမဟုတ်ဘူးဆိုရင်ကိုကဘယ်နေရာမှာ support လုပ်ခဲ့ဘူးလဲနောက်တစ်ခါကျတော့ present health ဒါဒီလဲသူများနိုင်ငံမှာတွင်ကြဲလေးလောက်ကြတာဘာလို့လဲဆိုတော့ crowded compact ဖြစ်တဲ့ area မှာ infectionပူတာမြန်နိုင်တာဖြစ်တဲ့အတွက်သူတို့ဒါကိုလည်းလုပ်တယ်အဲ့ဒါက antimicrobial resistance
okay အခုနောက်ပိုင်းမှာဒါတွေဒီ trend တစ်ခုအနေနဲ့ rising trend အနေနဲ့တက်လာပြီပေါ့နော် antimicrobial ဒီ antibiotics တွေပုံပုံများများသုံးကြတဲ့အခါမှာဒါတွေဒီပြဿနာတွေဖြစ်လာပြီအဲ့တော့အဲ့ဒါဒီလည်း public health ကိုအောက်မှာရှိတယ်အဲ့တော့ environmental health threats အဲ့တော့ကျွန်မမနေ့ကပြောထားတဲ့ဒီ page မှာ public health ဒီ environment ကိုလည်းတွဲပြီးတော့မှလုပ်ပေးရတယ်ဟုတ်ပြီနော်ဆိုတော့အခါကျတော့ environmental health threats တွေကဥပမာ RTA လို့ဟာတွေပါမယ်နောက်တစ်ခါကျတော့ဒီ industries တွေမှာtoxic ဖြစ်တဲ့ substance တွေသုံးပြီးတော့အလုပ်လုပ်ရတဲ့ဟာမျိုးနောက်တစ်ခါကျတော့safety ပေါ့နော် occupational safety လို့ဟာမျိုးဒါတွေကလည်း public health scope အောက်ထဲမှာပါတယ် addressing health inequality in health protection response okay အဲ့တော့ inequality တို့ဒီ equity တို့ဒါတွေဒီ public health ရဲ့အဓိကဟိုဘယ်လိုပြောမလဲပြောရတဲ့ main topics တွေလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတွေကို inequality or inequality နဲ့ inequity နဲ့ဘာကွာလဲဆိုတော့အရင်ကိုကွက်ပြပြသိပြီလားဆိုတော့မေးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ inequality နဲ့ inequity မတူတဲ့အခါမှာ inequality ကို response လုပ်ရတာနဲ့ inequity ကို response လုပ်ရတာ ਨੇ မတူဆိုတဲ့အတွက် okay ကိုယ့်ရဲ့ knowledge ဘယ်လောက်ကွက်ပြပြသိပြီကိုအလုံးလုံးနေတာလဲဆိုတာဆက်စစ်လို့ရတယ်နောက်တစ်ခါကျ support to emergency planning including ဒီဟာကို okay emergency planning ကို support လုပ်ရမယ် deliveries of trainings in health protections to start okay trainings ကတော့ NGO ထဲမှာလုပ်ပူတဲ့သူတွေဒီရင်းနှီးကြောင်းဝင်တာဖြစ်မယ်ဆိုတော့ဒါတွေလုပ်ရမယ်လို့ပြောတယ်ဆိုတော့ဒါတွေလုပ်ရမယ်ဆိုလို့ရှိရင်အဲ့တော့ဘာတွေ criteria တွေကပါလဲပေါ့နော်အဲ့တော့ essential criteria တွေကတော့တေချာပေါက် meet ဖြစ်ရမယ် master or equivalent in public health health promotions health protections or allied discipline အဲ့တော့ဒီဘွဲ့တွေရထားရမယ်ပေါ့နော်အဲ့တော့နောက်တစ်ခါကျတော့ essential criteria အနေနဲ့ evidence of continued professional development အဲ့တော့ CPD ပေါ့နော်အဲ့တော့trainees လို့ဟာမျိုးတွေပြနိုင်ဖို့လိုမယ်နောက်တစ်ခါကျတော့ဒီ research လုပ်နေတဲ့ဟာမျိုးတွေ research publications လို့ဟာမျိုးတွေဒါမျိုးတွေ join မှုတယ်ဆိုတဲ့ experience တွေကို continuously develop လုပ်နေတယ်ဆိုတာမျိုးတွေဒီအရေးကြီးတယ်ပေါ့နော်အဲ့တော့ကိုတနေ့က MEFA လုံးရဲ့ဒီ epidemiology trainings ပေါ့နော်အဲ့တော့ 1 year ပေးမဲ့ trainings လို့ဟာမျိုးတွေဒီလိုမျိုး CPD အတွက်ဆိုရင်အရင်အထောက်အကူပြုသလို training ဆိုတဲ့ဟာက even ကိုက master ရထားတယ်ပေါ့နော် master ရထားတဲ့အခါမှာ master ဒီ just academic ရဲ့ knowledge ကိုပဲရထားတာအဲ့ trainees တွေကကြတော့ဥပမာမြင်အောင်ပြောမယ်ဆိုရင်MRCP ရိုးဟိုဒီexam အောင်ထားတဲ့သူနဲ့ဒီ specialist training ရထားဖို့ပြီးတဲ့သူနဲ့ဒီ experience တွေလုံးဝမတူနိုင်ဘူးဘာလို့လဲဆိုတော့ training ရထားဖို့တဲ့သူတွေဒီ even MRCP တူတူပဲဒါပေမဲ့ specialist training ရထားဖို့တဲ့သူတွေဒီပို့ပြီးတော့မှဒီ competent ဖြစ်တယ် experience ပိုများတယ်ဆိုတော့သူ့ရဲ့လုံနိုင်တဲ့ဒီ scope ကအရင်ကြီးတယ်အဲ့တော့ MRCP only ရထားတဲ့သူဒီ training ရထားတဲ့သူလောက်မလုံနိုင်ဒီလိုပဲအဲ့တော့ master ရထားတဲ့သူဒီ training ရထားတဲ့သူတွေလောက်training ရထားတဲ့သူတွေတော့သူ့ရဲ့ knowledge က knowledge ပဲရှိမယ် experience မရှိဘူးအဲ့တော့ဒီလိုမျိုး field training တွေဒီ public health ထဲမှာအပြင်ကလူတွေတက်နိုင်ဘူးခရင်တယ်အဲ့တော့ G2G ပေါ့နော် government to government join တဲ့သူတွေတော့တော်တော်များများတက်လို့ရနိုင်ပြီအပြင်ကနေ master တွေ PhD တွေတက်တဲ့အခါမှာဒီလိုမျိုး field training တွေတကယ် epidemiology ရဲ့ field training တွေကိုတက်ရဖို့ chance မရှိလားဆိုတော့အဲ့လိုမျိုးဒီ epidemiology training 1 year training ကိုတက်ထားတဲ့အခါမှာကိုအပြင်မှာလုပ်နေတဲ့ real experience တွေနဲ့ဒီဘက်ကပြီးတဲ့ trainings နဲ့ကိုပေါင်းလိုက်လို့ရှိရင်ကိုမှာ robust knowledge နဲ့ experience ရှိလာမယ်ဆိုတော့အဲ့လိုမျိုး trainings တွေဒီလိုမျိုးအလုပ်တွေအတွက်အများကြီးထောက်ကူပြုတယ်ပေါ့နော်ဆိုတော့ခါကျတော့အဲ့လိုမျိုး opportunities တွေကိုတွေ့တယ်ဆိုရင်ဘယ်တော့မှလက်လွတ်မခံနိုင်နဲ့ try မှရမယ် okay နော်ဆိုတော့ခါကျတော့အဲ့ဒါတွေဒီမှာအရေးကြီးတယ်တကွာကြတော့ okay system ပေါ့နော် NHS ရဲ့ policies တွေကိုနားလည်ဖို့လိုတယ် public health environments တွေကိုနားလည်ဖို့လိုတယ်အဲ့တော့ public health practice တွေ health protections တွေ community development တွေနဲ့ပတ်သက်တဲ့ knowledge တွေရှိဖို့လိုတယ်
Now, desirable criteria ကကြတော့ information management and understanding all health-related data and its interpretation ဒါက HIS system ကိုပြောတာပေါ့နော် HIS Health Informative System ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုနားလည်ဖို့လုပ်မယ်နောက်တစ်ခါကျတော့ considerable experience in public health and အဲ့တော့ experience မပါဘဲနဲ့ဘယ်အလုံးမှမခေါ်ဘူးဆိုတဲ့အတွက်လုံလောက်တဲ့ knowledge လုံလောက်တဲ့ experience related ဒါကြီးနဲ့ direct သက်ဆိုင်နိုင်တော့လဲ relate လုပ်လို့ရတဲ့ experience ကိုလည်းလက်ခံလို့ရတယ် direct experience ဆိုတော့ပိုကောင်းနေပေါ့နော် experience of working with community နဲ့အလုပ်လုပ်နိုင်ရမယ်အဲ့တော့ရုံးမှာထိုင်ပြီးတော့အလုပ်လုပ်နေတဲ့သူမျိုးရုံးမှာပေါ့နော် central level မှာထိုင်ပြီးတော့မှလုပ်လုပ်နေတဲ့သူမျိုးမဟုတ်ဘဲနဲ့တကယ် real ground situation မှာလုပ်ဖို့တဲ့သူမျိုးဖြစ်ဖို့လုပ်မယ်ပေါ့နော် experience of working across the number of organization sectors and a number of programs including developments managing and evaluations ပေါ့နော်အဲ့တော့ဒါတွေလုပ်နိုင်ဘူးလေလို့ဖြစ်ရမယ် okay now desirable criteria မှာ qualitative research method ကို experience ရှိတဲ့သူဖြစ်ရမယ်ဆိုတော့ okay ကိုရဲ့ research ကဒီကိုက master ပြီးထားပြီဆိုရင်ကိုရဲ့ research က quality နဲ့ပြီးတာလား quantity နဲ့ပြီးတာလားဟုတ်ဒါမှမဟုတ်ကိုရဲ့ real experience မှာဒီလိုမျိုး qualitative research တွေကိုလုပ်ခဲ့ပြီးဆိုရင် experience ရှိသလားပေါ့နော်အဲ့တော့ကျတော့ policy development အဲ့တော့လိုအပ်ချက်တွေဒီများတယ်ပေါ့နော်real experience မရှိတဲ့အခါမှာ policy development ဆိုတာဘယ်လိုလုပ်ရမလဲကိုလည်းမသိနိုင်အဲ့တော့ research experience ကမရှိဘူးအဲ့တော့ field မှာလည်း research solution ခက်တယ်ဆိုပြီးတော့မှကိုကဒါတွေကိုမလုပ်ခဲ့ဘူးmaster လုပ်တဲ့အခါမှာလည်းကိုက quantity ပဲလုပ်ခဲ့တယ်ဆိုရင် quality မှတ်တက်ကိုမသိဘူးဆိုရင်ဒါတွေဒီပြန်ဖြည့်ဆည်းထားရမယ့်အရာတွေဖြစ်မယ်ပေါ့နော် policy development တော့ကတော့နည်းနည်းလေးမြင့်တယ်အဲ့တော့ဒါတွေလုပ်ဖို့တဲ့လူရှိတယ်ဆိုရင်တော့ဒီဟာကိုရှောက်လို့ eligible ဖြစ်မယ် essential criteria တွေထဲမှာရှိရမယ့် skills ကပါလဲဆိုတော့ okay communications and analytical skill နောက်တစ်ခုကကြတော့diverse professional partners တွေနဲ့အလုပ်လုပ်နိုင်ရမယ်နောက်တစ်ခုကကြတော့ conflict situations တွေဆိုရင်လည်းဖြေရှင်းနိုင်တဲ့သူဖြစ်ရမယ်အဲ့တော့ဒါတွေဒီဘာကိုပြရလဲဆိုတာ leadership တွေ management တွေလုပ်နိုင်တဲ့သူလားဆိုတာကိုပြတာဖြစ်တဲ့အတွက် leadership နဲ့ management ဆိုတာကleadership နဲ့ management ကဘယ်မှာတခါလဲ check လိုက်လို့ရလဲဆိုတော့ interview မှာ competency based questions တခုလောက်မေးလိုက်တာ ਨੇ ဒီလူဒီ leadership နဲ့ management စင်စင်လုပ်ဘူးလားဆို assess လုပ်လို့ရမှာဖြစ်တဲ့အတွက်ဒါတွေကညာလို့ရပါတယ်ဆိုတဲ့ဟာမျိုးလေလုပ်လို့မရဘူးပေါ့နော်နောက်တစ်ခါကျ data collection and analysis data management ပါမယ် ability to initiate and implement programs programs တွေကို initiate လုပ်ရမယ် initiative လမ်းရိုးကြီးတိုင်းသွားလို့မရဘူး infectious ဒီ outbreak ဖြစ်တဲ့ပုံမှာမူတည်ပြီးတော့မှ new infectious agents တွေဆိုရင်အရင်လုပ်ထားတဲ့programs တွေနဲ့မတင်တော့ရင် programs အသစ်ဆွဲပေးရတာမျိုးတွေရှိမယ် okay management of meeting multimedia presentation skill training needs and analysis တွေကိုလုပ်နိုင်တယ်လို့ဖြစ်မယ် IT skill ပါမယ် desirable criteria အနေနဲ့ဆိုရင် project planning and management ဆိုတော့ project management ဒီ public health အလုပ်တွေမှာရှောင်လွဲလို့ရတယ်ရှောင်လွဲလို့မရတဲ့ experience ဖြစ်တယ်အဲ့တော့ project management ဆိုတာကိုတကယ် project management ရဲ့ real concept နဲ့အလုံးမလုပ်ဖို့တဲ့သူတွေဆိုရင်ဒါမျိုးတွေကို project management ဆိုတာပါလဲဆိုတဲ့ဟာကိုဘယ်လိုလုပ်ရတယ်လဲဘယ်လို methodology တွေရှိတယ်လဲ M&E framework ဆိုဘယ်လိုဆွဲရတာလဲနောက်တစ်ခါကျတော့စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုဖတ်ဖြည့်ထားဖို့လုပ်မယ်အဲ့ဒါ capacity building လုပ်နေဒီပေါ်မှာလည်းပါတယ် trainings တွေလုပ်ထားတဲ့ဟာပါတယ် staff management and development information knowledge management အဲ့တော့ technology နဲ့ပတ်သက်တာright ပါဆိုတော့ okay အဲ့တော့အဲ့ဒါတွေရှိရဲဆိုရင်ဆက်ပြီးတော့မှအဲ့ဒါဒီ job description တွေဖြစ်ဒီဖြစ်မယ်ပေါ့နော်အဲ့တော့ရလို့ကိုအဲ့ဒါကိုလှုပ်ရှောက်ချင်တယ်ဒီထဲကို link ကနေဝင်ကြည့်ချင်မှုဆိုရင်ဒီမှာ PDF လာ download လုပ်လို့ရတယ် job descriptions နဲ့ person specifications အဲ့တော့ဒါလေးတစ်ချက် download ဆွဲလာ okay person specifications က
okay ဒီ essential criteria တွေ desirable criteria တွေဒီ person specifications တွေဖြစ်တယ်ပေါ့နော်ဆိုတော့ခါကျတော့ဒါတွေကို download ဆွဲလို့လည်းရတယ်အဲ့တော့ apply ကိုကအလုပ်ရှောက်ဒါကိုရှောက်မယ်ဆိုရင် okay apply online ဆိုတာလေးကိုနှိပ်လိုက်မယ် okay ဆိုလို့ရှိရင် sign in ဝင်လိုက်မယ် okay အဲ့တော့ passport တွေထည့်ရအောင်မှာဖြစ်တဲ့အတွက်မဝင်ပြတော့ဘူးပေါ့နော်ဆိုတော့ခါကျတော့ okay ဒီမှာဥပမာ account မရှိသေးဘူးဆိုရင် create account တော့ကဲလို့ account ရှိပြီးသားဆိုရင်ဒီထဲကို apply လုပ်ခြင်း sign in ထည့်မယ်ပြီးလို့ရှိရင် email နဲ့ passport ပြန်ထည့်ပြီးတော့ sign in လုပ်ပြီးတော့မှဒီထဲဝင်ပြီးတော့မှရှောက်လို့ရပြီပေါ့နော်ဆိုတော့ခါကျတော့10 March မှာသူပိတ်မယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ NHS အလုပ်တွေဒီသူတို့လိုချင်တဲ့ပမာဏရမှုဆိုလို့ရှိရင်10 March အထိစောင့်ကြမှာစောင့်တယ်ပေါ့နော်ဆိုတော့ NHS အလုပ်တွေကိုရောက်တဲ့အခါမှာကိုယ့်ရဲ့ဒီ draft ပေါ့နော်draft ဒီ applications မှာပါတယ် okay duties and responsibility အပိုင်းတွေရှိမဲ့နောက်က competency base တွေကိုမေးတဲ့ NHS ရဲ့အပိုင်းတွေရှိမယ်ဆိုတဲ့အတွက် NHS ရဲ့ applications ကိုမသိတဲ့သူတွေဆိုလို့ရှိရင်ဒီ YouTube ရဲ့ descriptions မှာ NHS ရဲ့ဒီ duties and responsibilities တွေတော့မပါဘူး NHS ရဲ့ competency base တွေကို breakdown ဖွဲ့ပြီးတော့မှဘယ်လိုမျိုးပြင်ရမလဲဆိုတာကိုပြောပြပေးထားတဲ့ YouTube ဗီဒီယိုရှိတယ်အဲ့ဒါကိုသူ့ရဲ့ link ကိုဒီ description မှာချပေးထားမယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုသွားပြီးတော့မှလေ့လာမယ်အဲ့တော့အဲ့ဒါတွေကိုအပြင်မှာပြင်ထားပြီးတော့မှဒီထဲကို copy paste လုပ်တယ်ဆိုရင်ပုံမြန်လိမ့်မယ်မဟုတ်လို့ရှိရင်NHS applications ဒီ CV ကို cover letter ကိုနောက်တစ်ခါကျ competency base တွေကိုအကုန်လုံး miss လုပ်ထားတာဖြစ်တဲ့အတွက်ရေးရတာနည်းနည်းလေးခက်တယ်နည်းနည်းလေးမဟုတ်တော်တော်လေးခက်တယ်ဆိုတော့အတွက်ပုံမှန်သွားနေကြ CV တင်တဲ့ process ကနေပြီးတော့မှသွားလို့မရတာဖြစ်တဲ့အတွက်သေသေးချာချာလေးပြင်ပြီးတော့မှလှုပ်ရှားလို့ရတယ်ပေါ့နော်အဲ့တော့ job vacancy မှာ openings ကတော့တိတ်မရှိလာပေမဲ့ကိုကလည်း well experience well competent ဖြစ်တယ်ဆိုလို့ရှိရင် NHS အလုပ်တွေကိုစာရှာလို့ရပါပြီစာရှောက်လို့ရပါပြီပေါ့နော်နောက်နေ့ကျရင်တော့တခြားနိုင်ငံတွေကိုဘယ်လိုမျိုးEuropean countries တွေကိုဘယ်လိုလှုပ်ရှားလို့ရတယ်လဲဆိုတဲ့ဗီဒီယိုလေးတွေနဲ့ထပ်ပြီးတော့မှ worldwide လှုပ်ရှားလို့ရတဲ့ approach လေးတွေကိုသင်ပေးမှာဖြစ်တယ်ပေါ့နော်